ကျွန်တော်တို့ EDS အဖွဲ့ရဲ့နောက်ကျောဆိုတဲ့ချင်းလေးကိုဒါကတာလာ lesson လေးဖြစ်ပါတယ်ဗောနော်ဟိုအရင်တော့လည်းကျွန်တော်တီးဦးပါတယ်အခုကတော့လည်းအခုတီးစလို့ပေါ့အရင်တော့လည်းအရင်တီးစလို့ပေါ့နော်ဟုတ်ပြီအကုန်လုံးတော့တီးကြမှာမဟုတ်ပါဘူးဘာလို့ဆိုတော့ EDS အဖွဲ့ရဲ့တချင်းတွေက arrangement လေးတွေတအားများတယ်ကျွန်တော်တို့ကတီးရတာဒီဟိုမှာထားပါတော့နော် guitar solo တွေအကုန်ပါတယ်တချင်းတွေလောက်ခက်တာမဟုတ်ဘဲနဲ့ဥမာထားပါတော့ guitar riff လေးတခုဆိုလည်းမှတို့တီးနဲ့ riff ကြားထဲမှာပါလာဆိုရှင်တို့ကအဲ့ဒါလေးတွေကိုပေါ့နော်ဥမာထားပါဘယ်ကတမျိုးဟိုတမျိုးတီးညာဘက်ကလည်း live နဲ့ note လေးတီး harmonic လေးပြိုးတီးအဲ့လိုပေါ့နော်ဘယ်ညာလေးတွေခွဲဟိုကဝင်လာလိုက်ဒီကဝင်လာလိုက်ဟိုကလေးထောင်းအဲ့လိုပေါ့မလွတ်တမ်းလောက်တာတို့ကပေါ့နော်အဲ့တော့ဆိုလို့ချင်တာအဲ့နေရာကိုတီးရတာခက်တယ်တာမဟုတ်ဘူးပေါ့နေရာတီးရင်တော့ရသွားတယ်အဲ့နေရာကိုကျွန်တော်လိုက်ရှာတဲ့ခါမှာနည်းနည်းတော့ဒုက္ခရောက်ပါတယ်ဒါတကယ်ကိုဒုက္ခရောက်ပါတယ်နော်ဒုက္ခရောက်ပါဟုတ်ပြီရသွားရတော့လည်းဘာမှမဟုတ်ဘူးလို့ထင်ရတာပေါ့နော်ဟုတ်ပြီထားလိုက်ပါတော့အဲ့တော့ဒါလည်းအခုတီးလို့ပေါ့အကုန်လုံးအလုံးလုံးအတိအကျမှန်မှုမဖြစ်နိုင်ပါဘူးသူ original သမားပြမှာနေအတိအကျမှန်တာရမယ်ကျွန်တော်တော်တော်လေးနေပြီးတော့နားထောင်ထားတယ်အဓိကနားထောင်တာဆိုဂျားတဲ့အလုံးလေးတွေပေါ့နော်ဟုတ်ပြီထားပါတော့အဲ့တော့ကျွန်တော်စမယ်နော်စမယ်ဆိုရင်နော်ကျွန်တော် tuning က drop D ဖြစ်ပါတယ်အဲ့ဒီကြောင့်လည်းပြန်မပြောတော့ဘူးနော်စမ်းတဲ့ tuning ကိုအောက်ဆုံးပြောပါဆို E B G D A E ပေါ်ကျကျွန်တော် drop D ရှော့မယ် drop D နဲ့ဒီနေ့ကြ chord တွေကိုတီးခတ်ကြမယ်ဟုတ်ပြီတီးခတ်တတ်ရမယ်ဟုတ်ပြီနော်အဲ့တော့ဆိုလို့ချင်းဒီချင်းတီးမဲ့လူလောက်ဒီ drop D လောက်ကိုပြောင်းပြီးကျွန်တော်အဲ့ drop D chord တွေတီးပြီးသားဖြစ်မယ်ဖြစ်ကြမယ်ကျွန်တော်အမြဲတမ်းပြောနေရအခြေခံလိုအပ်ချက်ဆိုတာရှိတယ်ပေါ့နော်ဟုတ်ပြီအဲ့ဒါပြီးတော့ဒီ D ရဲ့ free gen dominant ပါနော်သူက chorus ဘက်မှာသူက G minor ဝင်သွားတယ်G minor harmonic minor ရဲ့ကျွန်တော်တို့ဟိုဒီဟိုပေါ့နော် mood တစ်ခုပဲပြောပါတော့ free gen dominant ဆိုတာပေါ့နော်အဲ့လိုလေးပဲမှတ်ထားပေါ့ D ရဲ့ free gen dominant ပေါ့နော်ဟိုနော်အဲ့ဒါပြောရင်ကျွန်တော်တို့ကအရှိကြီးဖြစ်သွားတော့မှာနော်အဲ့တော့ဒီ free gen dominant နဲ့ကျွန်တော်တို့ဒီ chorus ဘက်ကြီးဝင်သွားတာဆက်သွယ်ချက်ရှိရနော်ကိုရီမွန်ကကျွန်တော်တို့ဘယ်လိုပြောမလဲ music theory ကိုတော်တော်လေးနိုင်နေရှိတယ်လို့လည်းပြောရမယ်တကယ်ဆက်ဆက်မှုရှိတယ်သူရဲ့ mother scale တွေကို D variant dominant နဲ့ကနေပြီးတော့မိငယ် scale တွေကိုပြုတ်သူပြန်ဝင်လိုက်တာနော်အရမ်းမိုက်တယ်နော်အထားပါတော့တော်တော်ကြားနေပါပြီခုတော့ဟုတ်ပြီအဲ့တော့စမယ်ဆိုရင်နော်ဟုတ်ပြီနော်အဲ့ဒီအစသည်ကျွန်တော်ဒါ drop D tune နေနော်အပေါ်ကျိုးဒီနော်အဲ့တော့အဲ့ဒီမှာဆိုရင်တော့ကျွန်တော်တို့နော်အဲ့ဒီရဲ့အကြွသည်ကျွန်တော်တို့ကမလုံးတဲ့သချင်းနဲ့နည်းနည်းဆင်တယ်နော်မလုံးတဲ့ဒီrhythm ပေါ့နော်အဲ့လိုသွားတယ်အဲ့လိုသွားတဲ့စတိုင်ချင်းတူတယ်ပေါ့နော်အဲ့တော့နားထောင်ကြည့်မယ်နော်ဒါပဲနော်ကျွန်တော်တို့ကအမှန်တော့သူ effect ကလေးနဲ့ဗာလေးနဲ့ထည့်တယ်ဗျအဲ့ဒါပြောတာပေါ့ note ကိုပဲတို့ပြောမယ်ပေါ့နော်ဒါကတော့ကျန်တာတော့ကိုယ့်ဘာကိုလိုက်လို့တူအောင်လိုက် effect တွေချိန်နေတဲ့ချိန်ပေါ့နော်နော်နော် E flat D နော်ဒါပဲကျန်တဲ့ဟာက okay နော်အဲ့ဒါပဲဆက်ပြီးနေမယ်ဒါပဲဆက်ပြီးနေမယ်ဒါပဲဆက်ပြီးနေမယ်ပြီးရင်အမလာပြီပြီးအမအဲ့ဒါဒီတကယ်တော့အဲ့ဒါပဲဟုတ်နော်ဒါလေးကလည်းကြားတယ်အဲ့တော့ကျွန်တော်တို့ကျိုးလွန်အောင်ဒီနှစ်တန်းအတူတူပဲဟုတ်နော်အဲ့တော့ကျတော့အဲ့လိုတီးလိုက်ရတယ်နှစ်ခုလုံးဒီလိုတီးလိုက်ရတယ်အဲ့လိုကြလက်ဖို့အဆင်ပြေမယ်လိုလဲရတာပဲเนาะအဲ့တော့ကျတော့နော်ကောဒီနေရာဟာမိုနီလေးတွေပါနော်အဲ့လိုပဲတီးလိုက်မယ်နော်ကျွန်တော်ပြောအတိကျတော့မဟုတ်ဘူးနော်လုပ်သွားမယ်နော်โอเคနော်ဟုတ်ပြီဆက်မယ်နော်ဒါပြီလားနော် E flat G ပါနော်ဒီ 4 fret မှာ harmonic ထုတ်ပါနော်အဲ့လိုတီးလဲရပါတယ်ဟုတ်ပြီနော်အဲ့တော့ပထမတစ်ခေါက်တော့ကျွန်တော်ပြောတဲ့အထက်မှာအဲ့ဒီလေအရန်တ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 န်ဒူဆိုအဲ့ဒါဒီပါမသွားတာနော်ကျန်တဲ့ riff ကတော့မှန်ပါတယ်တူတူပါပဲအဲ့တော့အဲ့နေရာမှာကျွန်တော်ကအဲ့ harmonic တန်ပဲကြားနေတယ်အဲ့တော့နော်4
ဘက်ကမို့နေနော်အခုကတော့ကျွန်တော်ပြောသူတော်တော်လေးကိုနားထောင်အောင်တော်တော်လေးကိုနားထောင်ရတယ်အဲ့တော့အမှန်လို့လည်းမဟုတ်ဘူးတော်တော်အနည်းသက်ဆုံးတူတဲ့ဟာကိုကျွန်တော်ရှားထားတာပေါ့နော်အဲ့တော့အဲ့ဒါလည်းကျွန်တော်ပြောသလိုဘယ်ဘက်ကတစ်မျိုးညာဘက်ကတစ်မျိုးတိလားလောက်တာဆိုတာဟုတ်ပြီနော်ဆိုတော့ကျွန်တော်အတူတူပြသေးပါအဲ့ဒါမျိုးဗျိုင်းလူကြားရင်ကျွန်တော်တို့အကြိမ်ကြီးထွက်ပြီးပြင်ထွက်မှာဒါပေမဲ့တမျိုးလေးတွေပေါ့သူနဲ့ live ဖက်တဲ့ harmony တွေပဲပြောပါတော့အဲ့ဒါမျိုး riff အပိုင်းလေးတောင်မှထည့်တယ်အဲ့ဒါအောင်မှနော်ဟို effect တွေကထည့်ထားသေးတယ်ဒီလားလောက်တာတော့အတောင်လောက်တာနော်ပြောသလိုကျွန်တော်ရှေ့မှာပြောသလိုတီးလိုက်တော့ဟောဘာထူးသလဲလို့သူပြောနေရလဲကျွန်တော်ပြောတာကိုညင်းတာမယ်တဲ့သိတယ်မလိုက်ရှာတော့တော်တော်ဒုက္ခရောက်တယ်ဘယ်ဘက်ကတမျိုးကြားတယ်ညာဘက်ကတမျိုးကြားတယ်အဲ့ဒါအောင်မှကျွန်တော်ပြောသူ flanger တွေဘာတွေအုပ်ထားသေးတယ်ဟုတ်ပြီထားလိုက်တော့အဲ့တော့ပြန်ပြမယ်နော်ဒါအဓိက main ကြီးကနော်မရရင်တော့အဲ့ဒါရရင်တီးလို့ရတယ်နော်အဲ့တော့ပြန်ပြောမယ်ဟာမိုနီနဲ့တီးမှာနော်ပထမတစ်ခေါက်ဒီ sorry တော့ကျွန်တော်အဲ့ဒါဘယ်ဘက်ကကြားတဲ့အတန်နဲ့ချက်မှာဟုတ်ပြီနော်ကျွန်တော်အဲ့ဒီမှာထောင်လေးရဲ့အတန်လေးရောတစ်မျိုးကြားတယ်ဒါမှဒီအတန်လေးကိုကျွန်တော်လိုက်တယ်ဟုတ်ပြီနော်ပြန်ပြမယ်ရပါတယ်နော်တော့ပြန်လာတယ်အမှကြားတယ်အဲ့လိုကြားတယ်ဟုတ်ပြီနော်โอเคเนาะအဲ့လိုမျိုးသွားမှာเนาะနောက်တစ်ခေါက်ဆက်မယ်အဲ့တစ်ခေါက်ကြာတော့အဲ့လိုလေးကြားတယ်ဟုတ်ပြီနော်ဟုတ်ပြီပြီးတော့ခေါက်လာမယ်အဲ့ဒါရှိနော်ဒုတိယတစ်ခေါက်နဲ့တူတယ်ဟုတ်ပြီနော်ကျွန်တော်ပြောသလိုပေါ့ဒါမြင်လိုက်လို့ကြီးမယ်ဆိုတော့ဒါကလွယ်သွားတာပေါ့နော်ဟုတ်ပြီရမယ်နော်ရမယ်ထင်ပါလေပထမတစ်ခေါက်ဒီပြီးတော့ဟုတ်ပြီနောက်တစ်ခေါက်ဒီနော်အမဟိုလာဟုတ်ပြီနော်အမအဲ့ဒါလွယ်ပါတယ်အမြဲတမ်းပဲအမလည်းကျွန်တော်ပြော free jam domain နဲ့ note ကိုပဲနင်းတီးတာပဲနော်အမြဲတမ်းပဲaudibly အတန်တူနော်ဟုတ်ပြီနော်အမြဲတမ်းပဲပြီးတော့အဲ့တို့ intro ကဟာကိုပြန်သွားတယ်နော်ကြောင်းဟုတ်ပြီဟုတ်ပြီနော်ဟုတ်ပြီနော်အဲ့ဒါကိုပြန်သွားတယ်နော်အမအတန်ရက်နေတယ်ဒီလိုတစ်ခါမှအဲ့ဒါဒီရဲ့အမတစ်ခါရက်တယ်နော်နောက်ဆုံးတစ်ခေါက်ကြာတော့လာကြည့်မယ်ဟုတ်ပြီနော်အမနောက်ဆုံးတစ်ခေါက်ဒီမဒါကြီးကိုကျွန်တော်ကြားလိုက်တယ်ဟုတ်ပြီနော် chorus ကိုမဝင်ခင်ပါဟုတ်ပြီနော်အဲ့ပေါ့နော်အဲ့ကြကမနောက်ကျော်ဟာရဲ့တွေ့လို့ G minor ဟုတ်နော်
Yeah, la E flat. ဟုတ်နော် B flat. အမှလည်းကျွန်တော်တို့အမှတန်းအမှတော့ဟိုဘက်ကအတန်းတွေဒီဘက်ကအတန်းတွေရောဒူမာလောအဲ့ဒီဟာသုံးမြတ်ချက်ကြဖို့ကိုကျွန်တော်တယောက်တူတော်ဆုံးဖြတ်ယူလာတယ်ဟုတ်ပြီနော်ကျောင်းရ B flat အရင်သွားလာ F အရင်သွားအာဝါအပါပြီရောကျွန်တော် riff ကြီးသွားလို့နော် DF region dominant riff ကြီးပြန်လာတယ်အမှလည်းဒူဆိုတဲ့ခါလာပြန်ဟုတ်ပြီနော်အမှကျွန်တော်ကြားတာလေဟုတ်ပြီဟုတ်နော်နော်ဒါအမှန်လို့မပြောဘူးเนาะကျွန်တော်ကြားတဲ့ဟာပဲအဲ့ဒါပြီးတော့ဟုတ်ပြီเนาะအမှရက်သွားတယ်ဟုတ်ပြီเนาะ second pass ကတော့ကျွန်တော်သူကတော့အဲ့ဒါတွေတော့မတီးတော့ဘူးဒါပေမဲ့လည်းကျွန်တော်တို့ကပွဲတီးနော် second pass ဒီမှာလည်းအဲ့ဒါကိုလိုက်တီးပြမယ်ထင်တယ်အဲ့ဒီမှာတော့ trigger လေးပါဘာမတီးဘူးကျွန်တော် cover တီးရင်လည်းအဲ့နေရာမှာအရှိရ pass တိုင်းကိုပဲတီးပြမယ်ထင်တယ်နော်ဟုတ်ပြီအဲ့တော့ကျွန်တော်ဘယ်ရောက်သွားမလဲဆိုရင်ဟုတ်ပြီအဲ့ဒီမှာ chorus အဝင်မှာနော်ဒီဘက်မယ်အော်ကောပဲဝုံintro ဟာဟုတ်နော်ဟုတ်နော်အမကောတဲ့ကိုတန်းဝင်နေဟုတ်ပြီနော်ဟုတ်ပြီအမှလည်း chorus vibe မှာတခါရက်တယ်အမှလည်းနော်အဲ့မှာလည်းတခြားအတန်တွေကြားနေသေးတယ်ဒါပေမဲ့အဲ့လိုပဲဒီလိုက်ပါဟုတ်ပြီပြီးတော့တခါရက်သွားတယ်အဲ့ဒါပြီးတော့နောက်တစ်ခါမှာဒါကြီးကိုကောင်းကောင်းကြားလိုက်ဟုတ်ပြီနော်အမကောရလာမယ်နော်ကြောင်းကွာနော်အမရတယ်တော့ပြောပြီးပြီနော်ဟုတ်ပြီအဲ့ bridge bike ကိုရောက်ပြီဒီကျွန်တော်တို့ဒီ meditation တွေမှာပါနေကြပုံစံပေါ့နော်ပေါင်းညမ်းမဲ့နေရပေါ့ဟုတ်ပြီအဲ့နေရာလေးတခြားကြည့်အောင်နော်အဲ့တိုင်းမင်းကြီးတန်တော့ဒီလိုတန်ဟုတ်နော်အဲ့ဒါလေးကိုရအောင်ကြည့်တန်အဲ့တော့တစ်ချက်ပြောက်နေတာတန်ဟုတ်နော်တန်အဲ့တော့တန်ရပါပြီနော်ဟုတ်ပြီနော်အမှလည်းလစ်တာအဲ့ဒီ bridge bike မှာအလစ်ဆုံးသိလားလစ်တယ်ဆိုကျွန်တော်ရှေ့ဦးဆုံးမှာပြောခဲ့သလိုပဲဟုတ်ပြီအခုပြရင်တော့ဘာမှမဟုတ်ဘူးလို့ထင်ပါအဲ့တော့ဟိုဟာဒီဟာလေးကဒီလူဘလို့မှမကြောက်နောက်ဆုံးတော့ဆုံးမချက်ကိုချပြီးတော့ဒါကိုတီးလိုက်တာပေါ့နော်
ပထမတစ်ခါကိုရင်သွားမယ်အမှန်နော်ဒါဘက်နင်းနေတာနော်တကယ် free channel ဘယ်နဲ့နော်အဲ့ဒီကောင်တီးနေမတီးနဲ့ဒီကောင်တီးနေတူတူပဲဒီနှစ်ခုကအတူတူပဲနော် sorry ဒါမှနှစ်ခုလုံးတီးနေတီးရတယ်ဟုတ်နော်ဒီကောင်ဒီနှုတ်ကိုထွက်ချင်တာဟုတ်နော်တန်တန်တန်ပြီးတော့အမအဲ့လိုပဲတီးလိုက်တယ်နော်harmonious နော် natural harmonious နော်လုံးမအနာမှာကျွန်တော်စီရဲ့အတန်သွားကြားနေတယ်ကျွန်တော်ဘလို့မှရှာလို့မရအမှားလားနော်ဟုတ်ပြီနော်အဲ့လောက်လည်းအသေးစိတ်ထားမလို့ပါဘူးဒီနေရာလေးတွေကနော်တို့အခုတီးရတော့ဒီတီးကြနေပါပြီနော်ပြန်လာကြည့်ဟုတ်ပြီကြားနော်ဟုတ်ပြီနော်ဒီကောင်တီးရင်မတီးရင်ဒီကောင်တီးရင်မတီးရင်ဒီနှစ်ရုံးလုံးတီးဘာလို့ဆိုဒီနှစ်ခုကအတူတူပဲဂျီနော်ဒီမှာဒီပေါ့ဒီ harmonic ပေါ့ဟုတ်နော်အဲ့တော့တန်တန်တန်ပြောင်းနားရပါနော်တန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 ်ငါကွယ်လေးကွယ် harmonic အဲ့လိုပဲတီးလိုက်ပဲနော်sorry ဟိုကပါတိတယ်မလားဟုတ်နော်ဟုတ်ပြီအဲ့ဒါပြီးတော့ဒါပဲသွားဟာပဲเนาะကြိုက်တူဒီဟုတ်နော်အဲ့ဒါပြီးတော့เนาะ auto play okay ပြန်အစပြန်မနေမယ်okay နော်အဲ့ဒီဟိုမဲတဲ့ဟိုအစပြန်သွားမရောသွားပါသေးဘူးအဲ့ဒါကပြောပြီးသားနော်ပြန်လာမယ်အဲ့ဒါပဲအဲ့ဒါပဲပြန်တီးတာเนาะအဲ့ဒါပဲမှတ်လိုက်ဒါကလည်းရှုပ်စရာမလိုပါဘူးအနေအမှာတောင်းချမ်းမှာဆိုဒါကခက်နေကြတယ်တကယ်တော့မလိုပါဘူးเนาะအဲ့တော့ဒီအဲ့ဒါလေးလည်းနေမယ်เนาะအဲ့ဒါပဲပြန်တီးမယ်โอเคเนาะအဲ့လောက်ဆိုရပါပြီเนาะအဲ့ဒါပြီးတော့ chorus line ဝင်သွားမယ်เนาะဟုတ်ပြီเนาะအမှတော့ဆိုတော့ကော့ပေါ့ C minor E flat B flat ကလေးကိုဒီเนาะ F เนาะဒါပြန်ဝင်လာပြီ B flat F B flat C minor B flat F alright B flat B ဟုတ်ပြီအဲ့နောက်ဆုံးမှလည်းမတူဘူးရှိရ bridge ကလေးနဲ့သိလားဗာလေးတွေတော့မသိပါသေးတယ်ထပ်ပြီးတော့ဟုတ်ပြီအားလုံးပဲအဆင်ပြေမယ်ထင်ပါတယ်နော်ဟုတ်ပြီ